ထူးဆန်းတဲ့ဂျေးဖွင့်လှစ်မှုတွေရှိနေတဲ့တောက်ကြနေနဲ့ပွဲစဉ်၄ပွဲသုံးသက်ချက်ပါအားလုံးပဲမင်္ဂလာပါဒီနေ့ညမှာပွဲစဉ်၄ပွဲရှိပါတယ်ဒီ၄ပွဲလုံးကိုသုံးသက်ချက်ပြုလုပ်သွားအောင်မယ်ပထမဆုံးအလာဘတ်နဲ့ဘီလာရီပွဲကနေစတင်ပါတယ်ဒီဘက်မှာဘီလာရီအနေနဲ့ဒီ45ရှုံးဖွင့်တယ်ဘဝကြီးနှလုံး85ရှုံးဖွင့်ရတယ်အဲ့ဒီဓာတ်ကူမှာ current form ရကြည့်မယ်ဆိုရင်ဘီလာရီရဲ့နောက်ဆုံး၅ပွဲမှာဝေးဝေးနဲ့ပွဲရှုံးထားပြီးတော့ကျန်တဲ့၃ပွဲကတော့နိုင်ထားတယ်ဘက်ကလာဘက်ကတော့နောက်ဆုံး၅ပွဲမှာနိုင်ပွဲဆိုတော့ဗာမြင်မသိတယ်လို့ပြီးခဲ့တဲ့နီးပြတက်နဲ့ဗလင်စီယာပွဲမှာတော့ကလည်း3-2ဆိုရတဲ့မြင်နေရှုံးတွေ့ခဲ့တယ်အဲ့တော့အိမ်ဝင်းမှာနီးပြတက်နဲ့ဒုတိယပွဲစထပ်ပြီးတော့ကျွန်တော်တွေ့ရမယ်ပေါ့နော်အဲ့ဒီထားကမှတစ်ဖက်ကဗီလာရီရဲ့ပေးတဲ့ဈေးနှုန်းဟာတွေ့တယ်လို့ပြောလို့ရပါတယ်ဘာလို့လဲပြောလို့ဆိုတော့ဗီလာရီရဲ့အနေနဲ့တွေ့ရင်မှတော့ကအလာဘက်ကို3-1နဲ့နိုင်ခဲ့တယ်လို့အဲ့ဘဲမှာတော့ကလည်းကြီးတဲ့ဟာ140 150ဒီဖွင့်ခဲ့တယ်ဝေးကိုပြောင်းလာတဲ့ခါမှာအဲ့လောက်ထိမဖွင့်ချင်ဘူးဆိုရင်ဟို50 shot ပြီးမဖွင့်ချင်ဘူးဆိုရင်တော့မှ1 black 90 1 black 80လောက်ဖွင့်လို့ရပါသေးတယ်အဲ့လောက်ထိမဖွင့်သေးဘူးဂိမ်းဆုံးသေး80သေး100ရှုံးဖွင့်ရင်ကိုလက်ခံလို့ရသေးတယ်ခုကတော့အဲ့ထက်ကိုပို့ပြီးတော့နေကြလုံးအကြီးပျော့လုံးအကြီးတဲ့အသေး45ရှုံးစီကိုဖွင့်ချလိုက်ပါတယ်အဲ့ဒီတော့တစ်ခုမှာဘာကြောင့်ဒီလောက်ပဲဖွင့်ရလဲဆိုတာကိုရှာကြည့်တော့အလားပဲအိမ်ဝင်းဟာဗီလာရီရဲ့တို့တော်တော်လေးခက်ခဲတဲ့အထက်မှာပါတယ်လို့တော်တော်လေးကျန်ရခက်တဲ့အထက်မှာလည်းပါတယ်သူတို့အနေနဲ့ဟက်တူဟက်ဘာကြောင့်ကြည့်မယ်ဆိုရင်ဗီလာရီရဲ့အနေနဲ့အလားဘက်ကို9ချိန်ရှုံးမှုတယ်လို့2ချိန်နိုင်မှုလေတစ်ချိန်ပြီးကြာမှုလေပေါ့နော်အဲ့အလားဘက်အိမ်ဝင်းကိုတော်တော်လေးကျန်ရခက်တဲ့အထက်မှာပါတယ်ရှစ်နှစ်တွင်မှာ2နှစ်ပဲနိုင်ပါတယ်ဒီဘက်ကလာဘက်ကလည်းညီပြတက်နဲ့ပထမဆုံးအင်္ဂလိပ်ကိုင်းရမှာဖြစ်တဲ့အတွက်ကျင်းဒီပေါ့ကျွန်တော်ကြေးအောင်ဖို့လိုနေပါတယ်အဲ့တော့ဒီနေ့ညပွဲစဉ်မှာဗီလာရီရဲ့ကကြေးမပေးတဲ့ကတစ်ချောင်းညီပြတက်နဲ့ကြေးအောင်ဖို့လိုနေတာတစ်ချောင်းရယ်နောက်တစ်ချက်ကဗီလာရီအနေနဲ့ဒီနေ့ညမှာရှုံးသွားလို့ရနေတာကတစ်ချောင်းမှာဘာလို့လဲပြောလဲဆိုတော့ဗီလာရီဟာအောက်ကကျွန်တော်အဆင့်5ကဘတ်တင်နဲ့6မှတ်ထိဖြတ်ထားတာဖြစ်တဲ့အတွက်ဒီနေ့ညပွဲစဉ်မှာရှုံးသွားလဲကိစ္စမရှိသေးဘူးသူတို့အနေနဲ့3ပွဲထိအမှားခွင့်ရှိတယ်3ပွဲကျွန်တော်6မှတ်စာမှားလို့ရတယ်ဘက်ကလာဘက်ကဒီနေ့ညမှာမှားခံလို့မရဘူးသူ့အောင်မှာအချီနဲ့မာရော့ကတမတ်နဲ့မပဲကွာတယ်သူအနေနဲ့ဒီနေ့ညပွဲကိုရှုံးလိုက်တာနဲ့တင်ကိုအဲ့အောက်ကနှစ်တင်ကတက်သွားမယ့်နေခါတွေများတယ်အဲ့တော့တက်စင်းလုံးတွေကိုမကြံပြင်းဘူးဆိုရင်ဒီနေ့ညမှာအင်္ဂလိပ်ဖြစ်တဲ့အတွက်အင်္ဂလိပ်ပြီးသေရနေဆုံးတမတ်ယူထားမှကိုတော့ကကြမှာဖြစ်တဲ့အတွက်ဗီလာရီရဲ့ချင်းမပေးရနေတာကလည်းသေလုံဆုံးဆိုတဲ့ဈေးတိုင်းမျိုးဖြစ်တဲ့အတွက်ကျွန်တော်ကတော့အလာဘက်ဘော်ဒီကိုပဲရွေးချက်ပေးနေပါတယ်နောက်ရဲပါအဲ့တော့တူရီနိုနဲ့ကျွန်တော်ပါမှာပေါ့နော်ဒီပွဲစဉ်ရဲ့တူရီနိုပေးတဲ့ဈေးတိုင်းကြီးကတော်တော်လေးကိုအန်အားစရာကောင်းပါတယ်တိုရီနိုဒီ90ရှုံးဖွင့်လာပြီးတော့ဘောင်းကြီး2035ရှုံးဖွင့်ပါတယ်ပေါ့နော်ဟိုဒီနေရာတစ်ခုမှာတိုရီနိုပေးတဲ့ဈေးတန်းကြီးကဘူဂီရီမြတ်မဖွင့်လာလို့တော့ထင်ရလောက်တဲ့အထိကိုအန်အားစရာကောင်းနေဘာလို့လဲပြောလဲဆိုတော့တစ်ဖက်မှာကပါမကနောက်ဆုံး5ပွဲမှာအဝေးဝင်း3ပွဲကြည့်မယ်ဆိုရင်ကျွန်တော်ဖီယိုကိုတေးကြောက်ကနေပြီးတော့အိမ်ဝင်းချစ်တဲ့ AC မြန်နဲ့ဘူလောနာကိုအဝေးဝင်းကနေပြီးတော့ဇီးဘန်ဆိုတဲ့ရမျိုးနဲ့ကိုအနိုင်ကဲနိုင်တယ်အဲ့လောက်ထိကိုအဝေးဝင်း3ပွဲစစ်တဲ့အချိန်ကြီးကောင်းတယ်လို့အိမ်ဝင်းမှာဆိုလဲဗီဒီယိုနာကိုအနိုင်ကလီယာကိုဝမ်းတော့အဲ့နောက်ဆုံး5ပွဲမှာရှုံးပွဲဆိုတာလည်းမရှိတယ်လို့ရလက်ပိုင်းကလည်းတင်းကြီးကြီးနဲ့ကင်ရတာကိုတော့မှ3မှတ်ရောင်းယူနိုင်တဲ့ထိချီစွမ်းကောင်းခဲ့တယ်တစ်ဖက်ကတွေလိုကတော့အဲ့လိုမဟုတ်ဘူးနောက်ဆုံး5ပွဲမှာလာဇီယိုကိုတပွဲလေးနိုင်ခဲ့ပြီးတော့ကျင်းတဲ့4ပွဲမှာ3ပွဲရှုံးတယ်တပွဲတီကြတယ်အဲ့လောက်ထိကိုခြေသမိုင်းရဆိုးတယ်ဒါကိုတွေလိုကနေပြီးတော့တေး90ရှုံးဂျီရန်ကြီးပြန်ပေးတာကြီးကတော့တော်တော်လေးကိုအန်ဝေါ်စရာကောင်းတယ်ဗျာတစ်ဖက်မှာကတူရင်တို့ထွက်အင်္ဂင်းကောင်းတဲ့ကျွန်တော် AC Milan ဘောလုံးနာလိုတင်းကတော့မှအနိုင်ကျိတ်သွားတာဗျာအဲ့ဒါကြီးကိုဒီနေ့ညမှာဒီလောက်ထိဂျီရကြီးပေးရတာကတော့တော်တော်လေးထူးဆန်းတယ်နောက်တစ်ချက်ကကျွန်တော်တို့ဒီဖားမအနေနဲ့ကတူရင်တို့အင်္ဂင်းကိုကန်ရခက်တဲ့ထဲမှာပါလားဆိုတော့လေမပါဘူးကျွန်တော်ပြီးခဲ့တဲ့နှစ်ကလည်းတက်ရီကျွန်တော်သူ့အင်္ဂင်းမှာဆိုရင်လည်း2ချိန်တွေ့တာ2ချိန်မှာ2တော့နဲ့2 1တူရင်တို့အင်္ဂင်းမှာတော့ကလည်းကျွန်တော်0ဆိုပြီးတက်ရီအဲ့တော့ကျွန်တော်ပြန်ပြီးတော့ series မှာပြန်တွေ့တဲ့ဒီနှစ်တွင်းမှာတွေကို3ချိန်တွေ့ပြီးမှ3ချိန်လုံးကပါမကပဲသာစီရသွားတာပြီးတော့ပြီးတဲ့ပွဲဒီရာဒီပထမကြော့ပါမယူမှာတော့2-1ဆိုရရတဲ့နိုင်ငံလုံးကပါမကသေ20ရှုံးသေ30ရှုံးဖွင့်ခဲ့တယ်အဲ့ဒါကိုလက်ရှိချိန်မှာတို့ကတင်းကိုပြန်ရောက်လာတယ်တစ်ဖက်ကကာရန်ဖောင်ကြီးကောင်းနေတယ်ကာရန်ဖောင်ကြီးကောင်းနေလို့ဂျင်းမပေးချင်ဘူးဆိုတော့မှဒဲလောက်ဖွင့်လို့ရသေးတယ်အဲ့ဒါကိုမဟုတ်ဘဲနဲ့တို့ကသေ90ရှုံးဒီကိုပြင့်တက်သွားတယ်တော်တော်လေးပြင်းနေအင်ရှင်ကြီးထက်လည်းပိုးတယ်အကြောင်းရင်းကတော့ရှင်းတယ်တစ်ဖက်ကပါမနဲ့လာဇီယိုနဲ့ကခန်းစစ်ပိုင်းမှာတူမတာကိုမတာတူတူပဲတိုက်စစ်ပိုင်းမှာလည်းအဲ့လိုပဲကျွန်တော်အဝေးဝင်းနေမှာဆိုရင် series မှာကျွန်တော်တို့ဒီပါမဆိုဝေးဝင်းမှာ6 goal သွင်းနေ73 goal ခွင့်ပြုရတယ်လာဇီယိုဆိုရင်10 goal သွင်းနေ17 goal ခွင့်ပြုရတယ်အဲ့တော့လာဇီယိုလိုပါမထက်ခန်းစစ်ချစ်တဲ့တင်းကောင်မှတူးစီကြိုက်ခဲ့တဲ့တူရီနိုရဲ့ခြေစွမ်းဟာဒီနေ့ညမှာနိုင်ထိသွားနိုင်မယ်လို့ဘူဂီတွေကယုံကြည်ထားပါတယ်ဒါကြောင့်လည်းတာမန်ထက်မလိုအပ်ဘဲနဲ့ဂျေးရန်ကြီးကပြင်းထန်တာဖြစ်တဲ့အတွက်နိုင်သွားနိုင်မယ်လို့မြင်ပါတယ်ဒါကြောင့်ဒီပွဲစဉ်ကိုကျွန်တော်တူရီနိုဘော်ဒီကိုရွေးချယ်ပေးနေပါတယ်နောက်ရဲပါအဲ့ဒါကကျွန်တော်တို့ဝချန်ကလာဘတ်နဲ့စိတ်ပေါ်လीပါဒီပွဲစဉ်ကလည်းထူးဆန်းနေပြန်ပါတယ်ဘာလို့လဲလို့ပြောလဲဆိုတော့ဝချန်ကလာဘတ်ရဲ့ body ဈေးဟာ90ရှုံးဖွင့်လာပြီးတော့ကပောင်းချင်းနှလုံး35ရှုံးဖွင့်လာပါတယ်လက်ရှိချိန်မှာဝချန်ကလာဘတ်ဟာအင်္ဂလိပ်နဲ့ပွဲဆက်ချိန်ကြီးကောင်းတယ်ဒီနီပါလင်းကိုအနိုင်ဒီဘက်ကိုစင်ကိုတက်ရီဂျန်နဲ့ဝေးဝင်း3ပွဲလုံးကတော့3ပွဲလုံးရှုံးတယ်ဒီဘက်ကစိတ်ပေါ်လီကတော့အဲ့လိုမဟုတ်ဘူးနောက်ဆုံး5ပွဲမှာကျွန်တော်အဝေးဝင်းကနေပြီးတော့လီဗာပူးစင်တဲ့တင်းနဲ့ကိုပဲရှုံးတယ်ချင်းတဲ့ပွဲတွေအကုန်လုံးကနိုင်တဲ့တေးတပွဲပဲပါတယ်အဲ့လောက်ထိကိုကာရန်ဖောင်ရကောခြေသွမ်းရကောကအတက်ဘက်ကိုရောက်နေတယ်ဟက်တူဟက်ရကြည့်အောင်မလားဟက်တူဟက်ရမှာဆိုလဲစိတ်ပေါ်လီကကျွန်တော်ပြီးခဲ့တဲ့ဒီသူတို့ဖလားပွဲမှာတော့မိုချန်ကလာဘက်အိမ်ဝင်းကို1-2ဆိုရရလဲမျိုးနဲ့နိုင်ခဲ့တယ်ဒီအမပေးမှာတော့စိတ်ပေါ်လီအင်းကိုမိုချန်ကလာဘက်က Z4 ဆိုရရလဲမျိုးနဲ့ကိုနိုင်ထားတယ်ပေါ့နော်အဲ့ဘက်တော့ကတော့ဒါစိတ်ပေါ်လီကတေး20ရှုံးတေး30ရှုံးလောက်ဖွင့်ခဲ့ပေမဲ့မိုချန်ကလာဘက်ကတွေ့ရင်ကိုပြင်ရောက်လာတဲ့ခါမှာတေး40ရှုံးတေး50ရှုံးမဟုတ်ဘဲနဲ့ကို
တေးတရားရှုံးပြီးပါရှိကိုဖွင့်လိုက်တယ် current form ကကောင်းလားဆိုတော့လေမကောင်းဘူးစိတ်ပေါ်လီရဲ့လက်ရှိ current form ကတော့ပို့ပြီးတော့အားရစရာကောင်းတယ်ပြီးတော့ကျွန်တော်မူချင်ကလာဘက်နေနဲ့သူ့အိမ်ဝင်ကနေပြီးတော့စိတ်ပေါ်လီကိုပြိုင်ပွဲစုံ6ချိန်ပြေးမှုပါတယ်6ချိန်မှာတစ်ချိန်မဲနိုင်မှုတယ်2ချိန်တေးကြမှုတယ်3ချိန်ရှုံးမှုပါတယ်စိတ်ပေါ်လီကပဲအမြဲတမ်းအသာစီးနဲ့ပဲကြိတ်ကြည့်သွားတယ်အဲ့တော့ဒီနေသားတစ်ခုမှာဒီ body ဈေးကိုထိုးသားတွေကနေရမှာကြောက်ပြီးတော့စိတ်ပေါ်လီကိုပဲနေကြတယ်စိတ်ပေါ်လီကိုစိတ်အေးလက်အေးကိုနေတာအနေဆုံးတေးမှန်းလို့ရပါတယ်ကွာစိတ်ပေါ်လီလက်ရှိ current form နေဆိုရင်မူချင်ကလာဘက်တို့မလွယ်ပါဘူးပါညာဆိုပြီးတော့ဗောနော်ဒါပေမဲ့လက်ရှိလူစင်းပါညာအရရှင်းကြည့်မယ်ဆိုရင်မူချင်ကလာဘက်ရဲ့အထောင်တိုက်စစ်ကဒီနေ့ညမှာစိတ်ပေါ်လီကိုကောင်းကောင်းကြီးဒုက္ခပေးသွားနိုင်ခြေတွေရမ်းများပါတယ်ဒါကြောင့်လည်းဘူဂီဟာမလို့အဖက်နဲ့ဒီလောက်ထိကိုပြင်းစရာအကြောင်းမရှိဘူး current form ကခြုံကြည့်မယ်ကစဆိုရင်ဒီစီလန်းဟာနိုင်ဈေးကိုဖွင့်ထားတဲ့သဘောမျိုးတက်ရောက်ပါတယ်ဒါကြောင့်တင်းညက်ပွဲစဉ်မှာမူချန်ကလာဘတ်တို့အနေနဲ့နိုင်သွားလိမ့်မယ်လို့ကိုထင်ပါတယ် 1C 2C ပါပဲဒါကြောင့်မူချန်ကလာဘတ်ဘော်တွေကိုရွေးချယ်ပေးကြပါတယ်နောက်ရက်ပါအဲ့ဒါတော့ကျွန်တော်မာစီနဲ့အော်စီပါဒီပွဲစဉ်မှာတော့ကျွန်တော်မာစီနဲ့150ရှုံးဖွင့်တယ်ကိုပေါင်းကြီးကတော့3လုံး5ချက်စာဖွင့်ထားပါတယ်ဒီပွဲစဉ်မှာတော့မာစီကအော်စီကိုငကိုပြတ်ပါမလားဗောနော်စင်သုံးကနေပြီးတော့16ကိုပေးတယ်ဒီစရန်ကပြင်းတဲ့ထဲမှာမပါဘူးเนาะဘာလို့လဲအဲ့လိုပြောလဲဆိုတော့ပြီးခဲ့တဲ့အော်စီအင်ဝင်းကိုတော့အင်ဝင်းမှာတော့က1 plate 60 1 plate 50ဈေးတန်းဖွင့်ခဲ့ပြီးတော့ခုသူ့အင်ဝင်းကိုပြန်ရတဲ့အခါမှာကျွန်တော်ပြီးခဲ့တဲ့ဘက်ကလည်းသူကျွန်တော်နိုင်လာတယ်ဗောနော်ဇီမတ်ဆိုရဲလည်းသူနိုင်လာတာဖြစ်တဲ့အတွက်သူ့အင်ဝင်းကိုပြန်ရတဲ့အခါမှာဂျေးတန်းကတက်သွားပါတယ်ဂျေးတန်းတက်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့1 plate 50ကနေပြီးတော့100ထိတက်သွားတော့150ဖြစ်သွားပါတယ်အဲ့တော့ဂျီတန်ကတော့ဒါတင်တယ်လက်ရှိ current form ရပါညာကြည့်မယ်ဆိုရင်တော့အော်စီကနောက်ဆုံး9ဘက်မှာဝေးဝေးကနေပြီးတော့မတ်တပွဲနဲ့နိုင်ထားပြီးတော့ကျန်တဲ့ပွဲတွေမှာ3ပွဲတည်ကျွန်တော်တို့ ring နဲ့တပွဲရှုံးတယ်ဒီဘက်ကမာစီကလည်းကျွန်တော်တို့ဒီ bread တင်းနဲ့ကိုပဲရှုံးပြီးတော့အိမ်ဝင်း3ပွဲမှာ2တော့ကိုတည် lion ကို3-2 strawberry ကို2တော့အဲ့လောက်ထိကိုအိမ်ဝင်းတိုက်စစ်ကောင်းပါတယ်တပွဲကို2ဂိုးလုံးပြင်းမြသွားပါတယ်အစင်3ကနေပြီးတော့လည်းလက်ရှိချိန်မှာအမှတ်လိုနေပါတယ်လိုင်ယွန်နဲ့ကအမှတ်တူနေတာဖြစ်ပြီးတော့ဒီနေ့ညပွဲစဉ်ကိုနိုင်မှသူ့အနေနဲ့ချန်ပီယံဝင်ထဲမှာပဲကြံရစ်ခဲ့ပါမယ်တည်ကြသွားရင်လိုင်ယွန်ကဒီပတ်မှာနိုင်ရတာနဲ့သူ့ကိုအစင်လေးနေရာကိုပို့မှာပါအဲကြောင့်လို့ဒီနေ့ညပွဲစဉ်မှာအနိုင်ထိသွားမှာရပါမယ်အဲ့တော့အင်ဝင်းကားဖောင်ကိုကြည့်လို့ဆိုရင်မာစီနီနဲ့ကအင်ဝင်းမှာတပွဲလေးပဲရှုံးထားပြီးတော့32ဂိုးသွင်းနဲ့15ဂိုးခွင့်ပြုရတယ်အဲ့တော့ထိကိုအင်ဝင်းတိုက်စစ်အားကောင်းတယ်ဒီမာစီကနီးပြတဲ့နဲ့ကန်ရတာဒီနီးပြတစ်ကတိုက်စစ်တအားဖွင့်တယ်ဖွင့်လို့လည်းဂိုးကြီးပေးရတယ်ဒူးတော့နဲ့ပွဲလိုင်ယွန်နဲ့ပွဲအဲ့ပွဲတွေမှာဒီနီးပြတစ်နဲ့ပဲနီးပြတစ်နဲ့ကန်တာဖြစ်တဲ့အတွက်အဲ့ပွဲစဉ်တွေမှာ2ဂိုးလုံးပြန်ပေးလိုက်ရတယ်ခက်စစ်တအားပေါက်တယ်တိုက်စစ်ကိုဦးစားပေးလုံးဝကြီးတယ်ဒါပေမဲ့လည်းကျွန်တော်တို့တော်တော်များများတွေးကလိုင်ယွန်တော်3ဂိုးပြတ်ကြပဲအော်စီတော့က AC ပါကွာဆိုပြီးတော့ပြောကြမယ်အဲ့တော့ကျွန်တော်လိုင်ယွန်ကိုချိန်ကြည့်ပါမယ်လိုင်ယွန်နေနဲ့ဝေးဝင်းကနေပြီးတော့73ပွဲမှာဂိုး20သွင်းနဲ့19ဂိုးခွင့်ပြုရတယ်အော်စီကတော့ဝေးဝင်းမှာ12ပွဲမှာ9ဂိုးသွင်းနဲ့ဂိုး20ခွင့်ပြုရတယ်အဲ့တော့ကျွန်တော်လိုင်ယွန်နဲ့အော်စီရဲ့ခန့်စစ်ပိုင်းကတူပဲအဲ့တော့လိုင်ယွန်တော့တိုက်စစ်မရှိတော့ကြတော့ဂိုးရဖို့ဖြစ်နိုင်ပါမှာဆိုတာတော့တွေးကြမယ်ပေါ့နော်ကျွန်တော်လိုင်ယွန်ကတော့ခက်စစ်ပေါက်တဲ့အတွက်မာစီကို3လုံးပေးလိုက်ရပြီမယ်တိုက်စစ်ရှိတာဖြစ်တဲ့အတွက်သူတို့နေ2လုံးသွင်းလိုက်တာဖြစ်တဲ့အတွက်ဂိုးပြတ်မရှုံးဘူးအော်ဈေးကကြတော့တိုက်စစ်မရှိဘူးခက်စစ်တီးတန့်ပေါက်နေတယ်အဲ့တော့တာမန်တွေးတွေပုံမှန်တွေးတွေကဒီတင်းညပွဲစဉ်မာစီ1စီ2စီဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ထိုးသားကဒုတိယမှာ85ရောက်လောက်ထိတအားကြိုက်နေကြတယ်ရှင်းပါတယ်ဒီပွဲကသူတို့အနေနဲ့အနိုင်3မှတ်ပဲလို့လားဂျေးလို့တာမဟုတ်ဘူးအဲ့တော့ဒီနေ့ညပါပွဲစဉ်ဟာသူတို့အနိုင်လိုအပ်နေလို့အမှတ်လိုအပ်နေလို့နိုင်ကောင်းနိုင်သွားနိုင်ပေမဲ့ဂျေးတန်းအပြစ်အောင်ဖို့ကတော့မဖြစ်နိုင်ဘူးလို့ထင်ပါတယ်ဒီပွဲစဉ်မှာ2-1လို့ပဲမြင်ပါတယ်ဒါကြောင့်ဒီပွဲစဉ်ကိုကျွန်တော်ဒါအော်ဇီဘော်ဒီကိုရေးချယ်ပေးချင်ပါတယ်ဂိုးပေါင်းကြီး3လုံး5ချက်စားဆိုတာကလည်းကျွန်တော်ဒါတစ်ဖက်ကအော်ဇီကိုပါဂိုးပေးထားပါတယ်ပြီးတော့အော်ဇီရဲ့ညီပြကလည်းမာဇီအင်္ဂလိပ်ကိုကျွန်တော်တို့ACC ဘလူးဂမ်းမယ်ဆိုတာကိုတီးပြီးသားမနက်ကလည်း1-3နဲ့နိုင်တယ်အရှိန်မှာ2-1နဲ့ကရှုံးတယ်အဲ့တော့ဒီနီးပြအနေနဲ့မာစီကိုကြောက်နေမှာမဟုတ်ဘူးအဲ့တော့ဒီနေ့ကပွဲစဉ်မှာမာစီတို့အနေနဲ့အော်ဇီကို2ဂိုးမပြတ်နိုင်ပါဘူးကျွန်တော်အော်ဇီဘော်ဒီကိုရွေးချယ်ပေးချင်ပါတယ်ဒီတောက်ကြညာလေးပွဲနှစ်ချုပ်မယ်ဆိုရင်အလာဘတ်ဘော်ဒီတိုရီနိုဘော်ဒီမူချန်ကလာဘတ်ဘော်ဒီအော်ဇီဘော်ဒီပါအကြိုဒီမှာလိုက်ပြီးတော့ကစားစစ်ကြပါတယ်ဒီနေ့က6နိုင်မှာဒီလေးသင်းမောင်းထွက်ပါမယ်ည9:00ကိုမှတော့မမ3ခွက်ပြန်ပြီးထွက်ပါမယ်ဒီကတော့အဆင်ပြေသွားတာဖြစ်တဲ့အတွက်အားလုံးကိုတောင်းပန်ချင်ပါတယ်အဲ့တော့အားလုံးပဲအဆင်ပြေကြပါစေလို့ကျွန်တော်စတောင်းပေးခဲ့ပါတယ်